ရှင်အခုကတော့စကြမယ်ဟေးကောင်းကောင်းပါတယ်နော်ဒီနေ့ကတော့ညပိုင်းကိုမရည်ရွယ်ပဲနဲ့ဒီစားတဲ့ဆိုင်ကိုရောက်လာတယ်ပေါ့နော်ဒါကတော့ထိုင်းဆိုင်လေးဖြစ်ပါတယ်ထိုင်းကွီစင်ပေါ့နော်ထိုင်းနဲ့ပတ်သက်တဲ့ထိုင်းရွာစားစားလေးရတယ်ပေါ့နော်ဆိုတော့အခုကဒီနေ့ကတော့တင်မော်တီတောင်လေးရယ်နောက်ပြီးတော့အခါမှာဆယ်မော်လေးရယ်ပြီးတော့နောက်တစ်ခုကတော့ဝက်ကုတ်သားကိုမှထားပါတယ်အစားတောက်လေးတစ်ချက်ကြည့်ပါဦးနော်ဒါလေးကတော့တင်မော်တီတောင်လေးပေါ့နော်ဒါလေးကစုံလေးပါဝက်ကုတ်သားပြင်လည်းမရောက်သေးဘူးအိုင်လေးရဲ့ပြင်ဆင်လေးကတော့ vintage bike လေးလည်းခံစားရတယ်ဒီမှာ private room လေးလည်းရှိတယ်ပေါ့နော်ဒါလေးကတော့ private room လေးမှာ reserve တော့လုပ်ထားဖို့လိုမယ်ထင်နေရှင့်ဘာမှမိုက်တယ်နော်ဒီကလေးဟုတ်ကဲ့ဒီနှုံးလေးတွေကတော့အရန်တော့မတက်တာဘူးပေါ့နော်သူကတော့အရန်ဈေးကြီးတယ်လို့လည်းပြောလို့မရဘူးအရန်ဈေးချွေတယ်လည်းပြောလို့မရဘူးမီဒီယမ်ဈေးပေါ့နော်ဈေးအလက်စားထဲမှာရှိပါတယ်အဲ့လိုမျိုးပေါ့နော်ဈေးကစားစင်နာလေးတွေမှာပြီးတော့လို့ရှိရင်ဒီမှာလာချထားပေးရပေါ့နော်ဆိုတော့ဈေးနှုန်းလေးတွေကသူကအခုကတမော်တီတောင်းဆိုလို့ရှိရင်ပြင်ပေါက်ဈေးပဲပေါ့နော်ဈေးပိုအားမျိုးဆိုင်မှာမရှိဘူးဆာရှိမီကို crate ရှိတယ်ဒီဆယ်မွန်ဆိုလည်းပြင်ပေါက်ဈေးပဲပူထားမျိုးမရှိဘူးပေါ့နော်အရသာလေးတစ်ချက်စားကြည့်ပါမယ်ရှင်တမော်တီတောင်းကတော့ဒီကတော့ကောင်းတဲ့ထမှာပါတယ်ပေါ့နော်ဒါနဲ့မိုးရိုက်အပီတိုက်ပေါ့နော်စားချင်စိတ်ကြနေတဲ့အချိန်ဖြစ်တဲ့ကြောင့်မလို့ဒီနေ့လေးစိတ်ကဆင်ပြေဖြစ်နေရပါတော့ရတာကတော့ကောင်းတယ်နောက်တစ်ခုကဒါကတော့ဆယ်မွန်လေးပေါ့နော်ဒါကြည့်ပါမယ်နည်းနည်းပဲပေါ့နော်နည်းနည်းစီပဲကြည့်မယ်တမန်လေးကောင်းကောင်းတယ်ပေါ့နော်ကဘာဘုတ်တာကနေလာအောင်ပဲပေါ့နော်ဒါကတော့ဆက်လက်ဖြတ်လို့ဆိုပြီးတော့အပီတိုက်တွေပေါ့နော်စားခြင်းစိတ်တွေတက်နေကိုဖြစ်ပါတယ်ဒါကစားကျင်တာဒီကပေါ့နော်သူ့ရဲ့ပိုင်းစားပစ်ပါတယ်စလိတ်ခက်တာလေစလိတ်ဖြစ်ကြတယ်စလိတ်ခင်စားခြင်းတွေအများကြီးတာခုကလုံးဝအစားကောင်းနေဒီအပိုင်းစားပြနေရပေါ့နော်ဝက်ကုတ်သားကင်လေးရောက်လာပါပြီကဲအားရပါရဆက်ပြီးစားလိုက်ပါအောင်မယ်အခုအစားကောင်းလေးတွေရတာရှိတာလေးတွေကိုတင်ပေးရင်းနဲ့မျှဝေရင်းနဲ့အစာအာဟာရစားခြင်းစိတ်တွေတိုးကြလို့ရွေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်